အဆောက်စင်းနေနဲ့ကိုပြေးပြေးသွားမှာဟမ်တမတော်စောင်းစင်းမရှိဟမ်ဘက်ကိုကြည့်လိုက်ဟဲ့ဘက်ကိုကြည့်လိုက်ဘက်ကိုကြည့်နော်တရမဖမ်းကြပါလေဒါကနောက်ကြလို့တော့အဝိသုတော့ပါလေအဲ့ဒီတော့လက်ဖက်ကိုပြီးပြီးတော့လုံးနေနဲ့နေနေတာတောင်းလုံးနေဒီလိုပြီးလာဆိုတော့ကြာတာဒီလိုမပြီးဘူးဆိုတော့ကြာတာဗျအားအားနဲ့ပြောညနေကြာတဲ့ဒီလိုပြောသွားတယ်မနေ့ကျရင်ချုပ်ပြီးတော့ရိုက်ပြန်ရော3ရက်ကြာရကျွန်တော်လည်းဒီ9ရောက်ဖမ်းတော့ကျွန်တော်မျိုးစစ်ကကလေးတွေကရဲဖုန်းနဲ့တော့ပါလို့ဆိုတော့ရိုက်နေပြီးတော့သူတို့တနက်နဲ့ပြစ်လာကြတာကျွန်တော်ရှိနေမှာတော့ကျွန်တော်အခုကြည့်တာကျွန်တော်မျက်စိတစ်ဖက်ဖွင့်ပြီးတော့မြင်ရတယ်ညာကလေးတွေကဘုံပါလို့ဆိုပြီးတော့တက်ပြတယ်တခါလေသူကကျင်းလူတာလားအရင်ကကျင်းလူတာရောအနာတိတာပြီးတော့သူကတက်ကြည့်တော့ကြီးကြတယ်ချုပ်ပြီဒီအနိဋ္ဌာယုံမြင်ကွင်းကိုတော့စစ်ကောင်စီတပ်ရဲ့လူသားတိုင်းဓာစာခံဖြစ်ဖမ်းခံရပြီးပြန်လည်လွတ်မြောက်လာခဲ့တဲ့ခင်ဦးနယ်သားကိုနေယူကပြန်လည်ပြောပြခဲ့တာပါနေရအနှံပြားမှာစစ်မျက်နှာဖွင့်ထားရပြီးအထိနာနေတဲ့အာဏာသိမ်းစစ်တပ်အနေနဲ့သူတို့ကိုပြန်လည်ခုခံတော်လှန်နေတဲ့ဒေသတွေမှာဒေသခံပြည်သူလူထုကိုလူသားတိုင်းအဖြစ်ဖမ်းဆီးပြီးညှဉ်းပန်းနှိပ်စက်တပ်ဖြတ်တာတွေကိုအပြင်းအထန်ပြုလုပ်နေပါတယ်စစ်တပ်ရဲ့လူသားတိုင်းအဖြစ်ဖမ်းဆီးနှိပ်စက်ခံခဲ့ရတဲ့ဒေသခံပြည်သူတွေထဲမှာစကိုင်းတိုင်းခင်ဦးမြို့နယ်အပိုင်တွေကကိုနေယူလည်းပါခဲ့ပါတယ်။အာဏာသိမ်းပြီးတဲ့နောက်သူတို့ဒေသကိုစစ်တပ်ကစစ်ကြောင်းထိုးလာချိန်မှာကိုနေယူနဲ့ရွာသားတချို့ကိုလူသားတိုင်းဓာစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတာပါ။အဲဒီနောက်မှာဖမ်းသွားတဲ့သူတွေထဲကမှလူငယ်တချို့ကိုစစ်တပ်ကတပ်ပစ်ခဲ့ပြီးသူကတော့ငွေ10သိန်းပေးခဲ့ရတဲ့အပြင်ထောင်ဒဏ်1နှစ်ကြာခံပြီးပြန်လွတ်မြောက်လာခဲ့တာပါ။လက်ရှိချိန်မှာတော့စစ်တပ်ကနှိပ်စက်ပြီးရရှိလာတဲ့ဒဏ်ရာတွေကြောင့်ကိုနေယူတယောက်လမ်းအောင်မလျှောက်နိုင်တော့ဘူးလို့ဆိုပါတယ်။ကြာရတဲ့လေးကလည်းလူကြီးကတော့တက်လိုက်မလားနဲ့လိုက်မလားအေးရတယ်တကယ်နဲ့တောင်းရိုက်တာရ။နောက်မစားနိုင်တော့ဘူး။အောင်ရောတွေချီလာလို့သူတို့ချီထုံးတိုင်းတော့ချီတော်ရီတွေစစ်ပုတ်တွေရိုက်တာလူတွေရ။အဲ့တော့တန်နေနေဆိုတော့လူကမပြောနိုင်မလားနိုင်တော့ဖြစ်နေတာအခု။အဲ့ဒါတော့လည်းမတက်နိုင်အလူကိုချီသွားတယ်မပြောနိုင်လို့ဖြစ်နေကိုနေယူလိုလူသားတိုင်းဓာစာခံဖြစ်ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပြီးညှဉ်းပန်းနှိပ်စက်တပ်ဖြတ်ခံခဲ့ရတဲ့ပြည်သူတွေဟာအခြားဒေသတွေမှာလည်းအနှံ့အပြားရှိနေပါသေးတယ်။အထူးသဖြင့်ဖိနှိပ်ကြမ်းဖက်မှုတွေအပြင်းထန်ပြုလုပ်နေတဲ့မြန်မာပြည်အလဲပိုင်းကဒေသတွေမှာစစ်တပ်အနေနဲ့ပြည်သူတွေအပေါ်လူသားတိုင်းဖြစ်ဖမ်းဆီးပြီးတပ်ဖြတ်တာတွေနေ့စဉ်နဲ့မျှပြုလုပ်နေတာပါ။ပြီးခဲ့တဲ့ဧပြီ1ရက်နေ့မှာလည်းစာလင်ကြီးမြို့နယ်အပိုင်ထဲကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းဟာအနီးအနားကဒေသခံရွာသားတချို့ကိုလူသားတိုင်းဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။အဲ့ဒီတွေကတချို့ကိုတပ်ဖြတ်ခဲ့ပြီးလမ်းဘေးမှာရုပ်လောင်းကိုစွန့်ပစ်ထားခဲ့တယ်လို့အသက်ခံခဲ့ရတဲ့မိသားစုဝင်တွေက ARD ကိုပြောပါတယ်စစ်ကောင်စီရဲ့လူသားတိုင်းအဖြစ်အဖမ်းခံခဲ့ရတဲ့အထက်မှာအသက်50အရွယ်ဦးတင်ဝင်းနိုင်တယောက်လည်းပါဝင်ခဲ့ပြီးသူဟာညှဉ်းပန်းနှိပ်စက်ခံရပြီးအသက်ခံခဲ့ရတာပါပြန်နဲ့ဖမ်းမိတဲ့လူက9ယောက်ရှိတယ်ဗျ9ယောက်ရဲ့သူပါဝင်6ယောက်ပေါ့နော်တပြည့်တခြားရွာကသူ့စစ်ကြောင်းစဝင်လာတော့ဒီပေါ့ဘင်းလိုက်တောင်ရွာကနေလာတာဗျအဲ့ဒီရွာကနေလမ်းပြအနေနဲ့တယောက်ခေါ်လာတယ်တယောက်ဖမ်းလာတယ်ပေါ့နော်သူ့ကိုကြတော့ဒီသူတို့ရွာလမ်းရဲ့တကားမှာပြစ်ထားခဲ့တာပေါ့နော်ပြစ်ထားခဲ့ဆိုတာလွတ်ပေးထားခဲ့တာပေါ့ကံကုန်းကျွေးရွာကဖမ်းမိတဲ့သူတွေကလည်း9ယောက်လောက်ရှိတယ်တဲ့အဲ့ဒါမှသူတို့လည်းလွတ်ပေးလိုက်တယ်လို့ပြောတယ်ဗျအဲ့ဦးလေးတယောက်ကိုပဲဖမ်းခေါ်သွားပြီးတော့အမှတက်ဖြစ်ထားကြရပေါ့နှိပ်ဆက်တာပေါ့အဓိကနှိပ်ဆက်တဲ့ခြေလုံးတွေခွဲခံထားတယ်ငါးခြေလုံးခွဲခံထားတယ်နောက်ပြီးတော့အဲ့ဒီမေးအောက်ကလည်းဓာတ်နဲ့ထောက်ပြီးတော့သူတို့စစ်ထားတဲ့ပုံမှန်ရှိတယ်ဗျဒီဘက်ကလည်းဓာတ်နဲ့ရပြီးဟုတ်ဒေသခံပြည်သူတွေကိုလူသားတိုင်းအဖြစ်အသုံးပြုပြီးညှဉ်းပန်းနှိပ်စက်တပ်ဖြတ်ခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာအရက်သေးစာနဲ့မူရစ်ဆေးဝါးသုံးဆွဲထားပြီးမှရက်ဆက်စွာပြုလုပ်ခဲ့ကြတယ်လို့ပြန်လွတ်မြောက်လာခဲ့တဲ့သူတွေက ARD ကိုပြောပါတယ်။လူသားတိုင်းအဖြစ်ပြုလုပ်တယ်ဆိုတာကတော့စစ်ရေးအကာအကွယ်ရယူဖို့ရည်ရွယ်ပြီးအရက်သားဒါမှမဟုတ်စစ်ပွဲမှာဓာတ်ရိုက်မသက်ဆိုင်သူတွေအပေါ်ကျူးလွန်တာတွေဆန္ဒမပါရွေးချယ်စရာနီးလန်းမရှိဘဲအတင်းအကျပ်ချင်းချောက်စေခိုင်းတာနဲ့လမ်းပြအဖြစ်အသုံးပြုပြီးတပ်ဖြတ်တာတွေပါလူသားတိုင်းဖြစ်အဖမ်းခံရတဲ့သူတွေဟာစစ်မြေပြင်မှာအာဏာသိမ်းစစ်ကြောင်းရဲ့ရှေ့ကနေကြီးကားမိုင်းကားတားကောင်အဖြစ်တွားခိုင်းခံရသလိုစစ်သားတွေရဲ့လက်နက်နဲ့ရိတ်ခါတွေတဲပိုးရတာလမ်းပြရတာတွေလုပ်ကြရပါတယ်ပြည်သူလူထုရဲ့လက်နက်ဆွဲကင်တော်လှန်မှုကြောင့်လုံခြုံမှုမရှိတော့တဲ့အာဏာသိမ်းစစ်တပ်ဟာဒေသခံပြည်သူကာကွယ်ရေးတပ်တွေကပြစ်ခတ်တာမိုင်းဆွဲတိုက်ခိုက်တာတွေမလုပ်ရအောင်အရက်သားတွေကိုအကာအကွယ်ယူဖို့လူသားတိုင်းဖြစ်ဖမ်းဆီးပြီးအသုံးပြုနေကြတာဖြစ်ပါတယ်
စစ်ကောင်စီတပ်သားတွေရဲ့ဒီလုပ်ရက်တွေဟာစစ်ရာဇဝတ်မှုကျူးလွန်တဲ့လုပ်ရက်တွေဖြစ်ပြီးဒီအချက်လက်တွေကိုစူးစီးပြီးနိုင်ငံတကာမှာအရေးယူဖို့ဆောင်ရွက်နေတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့လူ့အခွင့်အရေးဝန်ကြီးဦးအောင်မျိုးမင်းကပြောပါတယ်အခုလိုအပြုမှုတွေဟာတိုင်းရင်းသားဒေသတွေမှာစစ်ကောင်စီတပ်သားတွေအနေနဲ့နှစ်ပေါင်းများစွာကျူးလွန်ခဲ့ပြီးဒီပုံစံဟာမြန်မာစစ်တပ်အနေနဲ့စီမံကိန်းပုံစံချပြီးကျူးလွန်နေတဲ့လုပ်ရက်တွေဖြစ်တယ်လို့ KNB လူ့အခွင့်အရေးလှုပ်ရှားသူကိုပညာကလည်းပြောပါတယ်ဖန်တီးပြီးတော့မှဦးကြီးတို့ကျွန်တော်တို့ဒီတေကွန်မြူနတီမှာဖြစ်တဲ့ခေတ်ဆိုရင်ဖန်တီးပြီးတော့မှတောင်းလုံးပေါ့နော်ကျွန်တော်တို့ပို့လို့ပါတော့တောင်းကြီးမှာပေါ့နော်တောင်းကြီးမှာရှိတဲ့တောင်းတလို့ yes ခေါင်းပို့တယ်အဲဒီကမှဆက်ဒီဘာနဲ့ဆက်မှုခံပြီးတော့မှတယောက်ကတော့ဒီဆုံးသွားတော့ရှိတယ်ပေါ့နော်ဒါနဲ့ကျွန်တော်တို့ဒီလက်ကအရှိပချာပါကျွန်တော်တို့ရဲ့ case ကတော့ကျွန်တော်ဒီဆုံးရတဲ့ case ကိုကျွန်တော်ပြရတယ်ဒီဆုံးတဲ့ case တွေလည်းတော့ကိုတော့ကျွန်တော်တို့ဆက်ဆုံးတဲ့ case တွေပေါ့နော်တက်တော့ဆက်ဆိုတာလေးကိုအဖြစ်တက်သွားတာအခုချိန်ဒီတမပေါ်ယူအဲ့ဒါဒီလက်ကမျိုးရှိပချာမှာဖြစ်တဲ့ case ကလေးကဒီ case ထဲမှာတော့မှတော်လေးတော့အခုချိန်ဒီပြောရမှမသိဘူးဆိုတဲ့ case ဖြစ်တယ်နောက်ပြီးတော့ခုနောက်ဆုံးတစ်ခုဖြစ်တဲ့ဒီတော်မကြီးအောက်စုဖြစ်မှာဖြစ်တဲ့ဆေးဦးလည်းအခုချိန်ဒီပြောရမှမသိဘူးပေါ့နော်အဲ့ဒါမို့ဒီဆိုရတာလားဆက်ရှိနေတာလားမို့ရက်ကိုထောင်ကြရတယ်ဆိုတော့အချက်လက်တွေကျွန်တော်မရရှိပါဒါတော့လူကကြောက်မှုပေါ်ပုံစံမျိုးပါနော်ပြီးခဲ့တဲ့မတ်လ1ရက်နေ့ကစကိုင်းမြို့နယ်အပိုင်းတာတိုင်ကျေးရွာတွေကိုရွာစဉ်လှည့်မီးရှို့တပ်ဖြတ်နေတဲ့စစ်ကောင်စီစစ်ကြောင်းဟာအမျိုးသမီးတွေအပါအဝင်လူ15ယောက်ထက်မနည်းကိုလူသားတိုင်းဓာစာခံဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးအဲ့ဒီလူတွေကိုတော့လမ်းတဝက်မှာပဲရဲရဲဆက်ဆက်တပ်ဖြတ်ခဲ့ပါသေးတယ်။အဲ့ဒီတဲကအမျိုးသမီးတချို့ကိုတော့မရင်းကျင့်တပ်ဖြတ်ခဲ့တယ်ဆိုတဲ့တပ်တွေလည်းထွက်ပေါ်ခဲ့ပါတယ်။အောက်ခြေမြေပြင်မှာစစ်ကောင်စီတပ်သားတွေဟာပြည်သူလူထုအပေါ်မရင်းကျင့်တပ်ဖြတ်မှုတွေအပြင်းထန်ကျူးလွန်နေတဲ့တပ်တွေထွက်ပေါ်နေပေမဲ့လည်းစစ်ခေါင်းဆောင်တွေအနေနဲ့တခါမှဝန်ခံပြောဆိုတာမရှိသေးပါဘူး။အာဏာသိမ်းစစ်တပ်အနေနဲ့သူတို့ရဲ့အာဏာကိုဆက်လက်ထိန်းချုပ်နိုင်ရေးအတွက်ပြည်သူ့ကာကွယ်ရေးတပ် PDF တွေကိုခေါင်းဖြတ်တပ်ဖြတ်တာတွေအပြင်ဒေသခံပြည်သူလူထုအပေါ်ရဲရဲဆက်ဆက်အစုလိုက်အပြုံလိုက်တပ်ဖြတ်တာတွေနဲ့လေကြောင်းကနေဘုံကျဲတာတွေကျေးရွာတွေကိုမီးရှို့တာတွေကိုပြင်းပြင်းထန်ထန်လှုပ်ဆောင်နေတယ်လို့မြန်မာနိုင်ငံဆိုင်ရာကုလအထူးကိုယ်စားလှယ်ကပြီးခဲ့တဲ့ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးမှာတင်ပြထားပါသေးတယ်။